ကျွန်တော်တို့ဗမာတွေနဲ့တောက်ကျင်တခုရှိဒါကဒါလည်းပဲကျွန်တော်တို့ကြုံပြစ်ခဲ့ရတဲ့အတွက်ဖြစ်တာဖြစ်ခြင်းဖြစ်မယ်ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေပြိုင်ပွဲပသိမ်ဘက်မဲ့သွားတဲ့အခါလေပြိုင်ပွဲကြီးခဲ့လေတွေတိုက်တာတစ်တင်းတင်လိုက်တဲ့အခါမဲ့နိုင်တဲ့အသင်းကပန်းတိုင်မရောက်သေးဘူးရှေ့ကိုနည်းနည်းရောက်တဲ့ဆိုရင်ပဲတက်ထောင်ကြွားတာတက်ထောင်ဒါကရှုံးတဲ့နောက်ကျနေတဲ့လေကလည်းပဲပန်းတိုင်မရောက်သေးဘူးဟုတ်လားကြိုးစားမယ်ဆိုရင်ကြိုးစားနိုင်သေးတယ်မကြိုးစားချင်တော့ဘူးကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ချင်တော့ဒါပါလဲဆိုရင်တကယ်တိုက်ပြီးထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကဂျုံဖြစ်တဲ့စိတ်ဓာတ်မျိုးဂျုံပြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေတဲ့မြတ်ကာလပတ်လုံးကျုံတို့ဗမာတွေဂျုံပြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲညံ့ပြန်ဂျုံပြစ်မှာပဲဟုတ်လား